ဒီ chocolate cake လေးကအခုရက်ပိုင်းဆိုလို့ရှိရင်နေ့တိုင်းဒီဘာကိုလုပ်ပေးနေရတယ်ပေါ့နော်ဒီအခုလုံးလဲ cake လေးကကြောက်လေးလက်မကိစ္စဖြစ်ပြီးတော့အရင်နေ့တွေကဆိုလို့ရှိရင်6လက်မတို့8လက်မလို့ပေါ့နော်သူတို့ရဲ့ကောင်မလေးတွေကိုမွေးနေ့ဆောင်ပေးဖို့ဆိုပြီးတော့မှားထားကြတယ်ပေါ့နော်အခုဒီကက်လေးကကြတော့12တန်းအောင်သွားတဲ့တငယ်ချင်းကပေါ့နော်သူရဲ့တငယ်ချင်းလေးတယောက်အတွက်လက်ဆောင်ပေးခြင်းနဲ့ဆိုပြီးတော့လာမထတဲ့ကိတ်မုန်လေးပဲဖြစ်ပါတယ်ကိတ်မုန်လေးကတော့အရန်ကိုမှအမှားများတဲ့အခုလိုမျိုး chocolate cake သားကိုမှ chocolate လောင်ထားတဲ့ chocolate အတုံးလေးတွေပါတဲ့ကိတ်မုန်လေးပဲဖြစ်ပါတယ်မှာယူအားပေးတဲ့ညီမလေးတွေကိုကျေးဇူးများတင်ပါတယ်အခုဆိုလို့ရှိရင်12တန်းအောင်သွားပြီဆိုတော့နောက်ထပ်ဘဝရဲ့တစ်စစ်ချိုးဖြစ်တဲ့တက်ကူကိုတွားကြရတော့မယ်ဆိုတော့ကိုဝါသနာပါတဲ့လမ်းကြောင်းကိုရှောက်ဖွေတွေ့ရှိနိုင်ပါစေလို့လည်းဆုတောင်းပေးလိုက်ပါတယ်เนาะနောက်ထပ်ဘဝတစ်စစ်ချိုးဆိုလို့ရှိရင်အရင်ကကြုံခဲ့တဲ့ဘဝနဲ့လုံးဝမတူတော့ဘူးပေါ့เนาะဒါက12တန်းဒါမှမဟုတ်10တန်းပေါ့เนาะအဲ့လိုမျိုးဖြတ်တန်းမှုတွေလူတွေအကုန်လုံးကြုံတွေ့ရတဲ့ဘဝရဲ့တစ်စစ်ချိုးဖြစ်တာမို့လို့လမ်းမှန်ကိုရှာတွေ့နိုင်ပါစေလို့လည်းဆုတောင်းပေးလိုက်ပါတယ်ရှင့်မှာယူအားပေးတဲ့ကျေးဇူးများတင်ပါတယ်เนาะ